မြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းနေပြည်တော်ရဲ့ကျွန်တော်လေးမျက်နှာမျိုးနဲ့ရေဘေးပြည်သူတွေအတွက်သားရလှူဒန်းတဲ့ခီးစဉ်လေးပါကျွန်တော်10နာရီခွဲမှာနေပြည်တော်ရှိကြရင်ရက်မှာလူစုပြီး17နာရီတောက်လျှောက်ညမအိပ်ပဲမောင်းတာဖြစ်ပါတယ်ဒါဆိုလုံးကျွန်တော်မှာဖျားဖူးပြီးတော့ဆက်သွားတဲ့နေရာမှာကားနှစ်စီးသွားရမှာတစ်စီးပဲသွားလို့ရပါတယ်ကျွန်တော်ရေရှမ်းပြီးတော့နည်းနည်းလေးအောက်ဘိုင်းမလွတ်တဲ့နေထားမလို့ဒီစီးလေးနဲ့သွားပါတယ်တခြားအဖွဲ့ကျွန်တော်တို့ဦးသိန်းထိုက်တို့အဖွဲ့ရတော့ကျွန်တော်နောက်တိုက်ဆရာတော်ဘုရားကြီးကကားစီစဉ်ပေးထားတဲ့အဲ့ဒီကားနဲ့ပဲဆက်သွားပါတယ်ဒါဒီနေရာနေပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဒါဆက်လေးတွေနှစ်စီးသွားပြီးတော့ဒါရေပြင်ကျယ်ကြီးမှာကျွန်တော်9မိနစ်ကနေပြီးတော့9မိနစ်ခန့်မောင်းပြီးတော့သွားတာဖြစ်ပါတယ်ကျွန်တော်တို့နေပြီးတော့ဥက္ကဋ္ဌကျွန်တော်ရဲ့နောက်ပြီးတော့ဒုက္ခတော်ရိခိုင်ရဲ့စပူတိမြို့နယ်နာယကကြီးဦးသိန်းထိုက်ရဲ့စပူတိမြို့နယ်ဥက္ကဋ္ဌဒေါ်ရင်သစ္စာရဲ့ဥဆောင်ပြီးတော့ကျွန်တော်တို့မရီစာနေပြီးတော့အသင်းသားတွေသွားလှူဒန်းတာဖြစ်ပါတယ်ကျွန်တော်ဒါကတော့ကျွန်တော်ကုန်းမော်ရောက်ပြီးတော့ကားလေးနဲ့ကျွန်တော်လက်ထရက်ကားလေးနဲ့3-4မိုင်သွားပြီးတော့လှူဒန်းတာဖြစ်ပါတယ်ဒါပထမဆုံးတွေ့တဲ့ဒါဘုန်းကြီးကျောင်းမှာကျွန်တော်တို့နေထိုင်တဲ့အဖွဲ့ကိုတအိမ်အောင်ကိုကျွန်တော်တို့တသိန်းစီပေါ့နော်ငွေသားတသိန်းစီနဲ့ကျွန်တော်တို့လှူဒန်းတာဖြစ်ပါတယ်တင်းသားတွေကိုယ်တိုင်ကိုကြလက်ရောက်ပေးရတာဖြစ်ပါတယ်ရေဘေးသင့်ပြည်သူတွေလည်းအဆင်ပြေအောင်ပေါ့ကျွန်တော်တို့လူတန်းနဲ့မြင်ကွင်းလေးဖြစ်ပါတယ်ခင်ဗျာအားလုံးကလည်းပြန်ပြီးမြေတားပူကြရတဲ့အတွက်ဘာပြောချီနူးရတဲ့ခိုက်တန်လေးပေါ့နော်သူတို့တွေမှာလည်းခက်ခဲမျိုးစုံရှိတယ်ဆိုမှကျွန်တော်လာတဲ့အခါကျသူတို့ခွန်အားလည်းရပါတယ်ခင်ဗျာဒါပြန်ပြီးတော့ဆူတောင်းပေးနေတဲ့ပုံလေးဖြစ်ပါတယ်ဆရာတော်ဖျားဖြစ်ပါတယ်ဆရာတော်ဖျားဒါတော့ interview ကျွန်တော်တို့ interview အခြေပြုရွာလေလမ်းမကြီးကိုရောက်ပါတယ်အဲ့ရနေမှာတဆင့်ကျွန်တော်ဆက်လီနဲ့နောက်ခုနကားပြီးတော့ကျွန်တော်ဆက်လီနဲ့ထပ်ပြီးတော့ကျွန်တော်ဘုန်းတော်ကြီးကျော်ကျွန်တော်အခုလိုမျိုးသွားရတာဖြစ်ပါတယ်နောက်ထပ်ပြီးတော့ဆက်လီနဲ့ထပ်သွားတဲ့ဟာဖြစ်ပါတယ်အားလုံးဘာပြောခဲနဲ့ရေကူးကတ်တဲ့သူလည်းတိတ်မပါကြပါဘူးဒါဒီဖုန်းတော်ကြီးကျောင်းရဲ့ကျွန်တော်တို့အပေါ်ဒုတိယတက်မှာအဲ့လိုမျိုးကျွန်တော်တိန်အောင်တသိန်းလှူတာဖြစ်ပါတယ်ဒါဆရာတော်ဘုရားနဝကမ္မကတ်တဲ့အခါမှာဆရာတော်ဘုရားကနေပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဆုတောင်းပြီးတော့မေတ္တာပို့နေတာဖြစ်ပါတယ်ဒါအားလုံးကလည်းဒီကုသိုလ်ကိုအတူတူမျှဝေခံစားနေတဲ့ပုံရိပ်လေးဖြစ်ပါတယ်ဒါတော့မြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းနေပြည်တော်ကနေပြီးတော့နောက်ထပ်အခြားနေရာတွေကိုသွားပြီးတော့အခုလိုမျိုး